ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေမှာတနင်္ဂနွေသားသမီးလေးတွေဒါမှမဟုတ်တနင်္ဂနွေကိုချစ်သူတော်ထားရတဲ့သူလေးတွေပါတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါတနင်္ဂနွေသားသမီးလေးတွေနဲ့တွဲမယ်ဆိုလို့ရှိရင်တော့ပတ်စံမများစုတာပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ခီးသွားမယ်ဟေ့ဆိုရင်နှစ်ခါမခေါ်ရတဲ့သူတဲမှာတနင်္ဂနွေကထိတ်ဆုံးကပါနေလို့ပါပဲပြီးသွားရင်တနင်္ဂနွေသားသမီးလေးတစ်ယောက်လောက်မိမိတို့မိသားစုမှာအိမ်မှာပါလို့ရှိရင်တော့တင်တို့ပြီးငိမ်အောင်ရလိုက်မှာမဟုတ်ပါဘူးတနင်္ဂနွေသားသမီးလေးတွေကမိသားစုနဲ့ပတ်ဝန်းကျင်ကိုလည်းအမြဲတမ်းပျော်အောင်ထားတတ်တဲ့ကျိုးကားလေးတစ်ယောက်ဖြစ်ပါတယ်စိတ်ကောက်ပြီဆိုလို့ရှိရင်30ပုံမှာစိတ်အကောက်ဆုံးထုပေးရလောက်တဲ့အထိကောက်နိုင်တဲ့သူတွေကတည်းမှာတနင်္ဂနွေထိတ်ဆုံးပါပါတယ်ဒါကြောင့်မို့လို့တနင်္ဂနွေသားသမီးတွေကိုစိတ်ကောက်အောင်လုပ်မိပြီဆိုရင်တော့ပလာယာကြီးဆောင်ထားရတော့မှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးလေးတွေကအများကိုကူညီတတ်တဲ့ပရာဟိတစိတ်ရှိတဲ့လူဖြစ်တဲ့သူတို့ကအများကိုကူညီတတ်တာဖြစ်တဲ့အတွက်လူအတိုင်းဝိုင်းလူပတ်ဝန်းကျင်မှာလည်းသူတို့ကိုလူသိများတယ်လူသိများသလိုပဲလူချစ်လူခင်လည်းများသလိုအောင်မြင်တဲ့သူတို့ကိုလူမုန်းလည်းများတဲ့အတွက်စင်ကျင်ပြီးတော့နေသင့်ပါတယ်ပြီးသွားလို့ရှိရင်တနင်္ဂနွေသားသမီးတွေက IQ level ကတော့အတတ်ပညာတစ်ခုခုကိုတစ်ချိန်တစ်ခါပြတာနဲ့သူတို့ကမှတ်မိနိုင်တာဖြစ်တဲ့အတွက်သူတို့ရဲ့ IQ level ကိုတော့ဘယ်သူမှမရှင်နိုင်ပါဘူး။ကျွန်မပြပြခဲ့တဲ့ချက်လေးတွေလည်းတိုက်ဆိုင်မှုရှိရင်မှန်မှရေးပေးခဲ့လို့ရပါတယ်။နောက်ဗီဒီယိုမှာလည်းဘယ်အကြောင်းအရာလေးသိချင်လဲဆိုတော့ရေးပေးခဲ့ပါအောင်ရှင်။